အဲ့ဒါဝမ်းမြောက်ဝမ်းသာဖြစ်အောင်ပြောပြရမှာအနုမောဒနာကထာဟောခိုင်းတာအနုမောဒနာကဟောတာဝမ်းမြောက်ဟောခိုင်းတာဝမ်းနေအောင်ဟောသလိုဖြစ်နေတယ်ဥစ္စာပြောဒီဘုန်းကြီးကအနုမောဒနာကထာကိုတော့မှစကြနာနာသိဖို့မရဘူးဗျနော်အနုမောဒနာကထာဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဟောတယ်ဆိုတာကဟောတာကဓမ္မဟောတာကအာရမလို့ဓမ္မကိုဓမ္မအာရမကိုအာရမလို့ကွဲကွဲပြားပြားသိပြီးတော့မှအာရမဟူတွေကိုရှောင်ကျဉ်ဓမ္မတွေကိုလေ့လာဓမ္မအတိုင်းကျင့်သုံးပြီးတော့မှဓမ္မရဲ့ပေးစွမ်းတဲ့ပီတိကနေရလာတဲ့ဝမ်းမြောက်ဝမ်းသာမှုဖြစ်တာကိုဒီလိုဝမ်းမြောက်ဝမ်းသာမှုဖြစ်အောင်ဟောကြားတာကိုအနုမောဒနာကထာလို့ဒီလိုပြောတာသူတို့ကမင်းအောင်လိုင်းလို့ဖက်စစ်စစ်တပ်မရင်းတပ်ပြည်သူတွေကိုတပ်ဖြတ်ပြည်သူအိုးအိမ်တွေကိုဖျက်ဆီးရွာတွေကိုမိရှို့ပြည်သူသားမျိုးသမီးမျိုးတွေကိုမရင်းကျင့်နေတဲ့ကောင်ကိုဝမ်းမြောက်အောင်ဦးဇင်းတို့ကပြောကြရမှာလားအဲ့လိုပြောတဲ့သူတွေရဲ့ဘုန်းကြီးတွေရဲ့အစင်တန်းရောဘယ်ဟောရောက်သွားမလဲဒါတွေကိုတွေ့တော့ဖို့လိုပါတယ်